Hello ဒီနေ့ကဆိုရင်ဒီသားလေးရပေါ့နော်တသားလေးဌာနေကဒီနေ့သူကိုယ်တိုင်ပေါ့နော်မေမေရေလက်ကောင်းလျှော်ချင်တယ်လက်သူကိုယ်တိုင်ကောင်းလျှော်မယ်လို့ပေါ့နော်လာပြီးတော့ခေါင်းလာလျှော်ခိုင်းတာဖြစ်ပါတယ်ကြည်ကြည်ပါနော်အသက်က3နှစ်ပဲရှိသေးပါတယ်ဈေးခံလို့တက်နေပါပြီအသက်က3နှစ်ပဲရှိသေးတယ်နော်ဆရာကြီးဖြစ်နေပါပြီရှင်ဆရာကြီးဖြစ်နေပါပြီဒီမှာជីជីကောင်းလျှော့ရင်းနဲ့ဒီမှာဘေးကသူတီတီမှာမုတ်တောင်းစားနေပါတယ်ဒီမှာမုတ်စားချင်တယ်လက်အချိုရည်လေးကိုတောက်ပြီးတော့ကောင်းလျှော့နေပါတယ်ရှင်ချိုရည်တောက်ပြီးကောင်းလျှော့နေပါတယ်ဈေးခံကောင်းနေရောနော်အသက်3နှစ်ပဲရှိသေးပါတယ်ကောင်းလျှော့လို့တက်နေပါပြီလုံးဝညစ်ညစ်လေးခံသွားပြီပေါ့နော်လုံးဝမလှုပ်တော့လူကြီးလို့ဆရာကြီးလို့ဖြစ်နေပါပြီရှင်ဒီမှာကြည့်ကြည့်ပါဦးခေါင်းလျှော်မယ်ခြေလေးဘယ်လိုမျိုးထားရမလဲခေါင်းလေးဘယ်လိုမျိုးထားရမလဲဆိုတာကိုသိနေပါပြီနော်